လွတ်တောင်ရအောင်ကြက်ထားတဲ့ဒီပါဠိလေးကိုဧကာယနောယံဘိက္ခဝေမေဃောတတ္တနာဝိတုဒ္ဓိယဩကပရိဒေဝနာတမတိကမာယဒုက္ခဒေါမနတနာအဋ္ဌင်ကမာယညာယတ္တအဓိကမာယနိဗ္ဗာနတ္တသစ္စိကရိယာယယရိဒံစတ္တရောတတိပဋ္ဌာနာဒါလေးကိုရမယ်ဆိုရင်အောက်ကဣဒိနာသစ္စေနာသူအထိဟောတုလို့ထည့်မယ်ဆိုရင်အဲ့ဒါသစ္စာဆိုပြီးတော့မေတ္တာပို့ပြီးသားလည်းဖြစ်တယ်တတိထားပြီးတော့နေတဲ့အလေးချင်းဟာစိတ်ရဲ့အငြိကြေးကိုဖြစ်စဉ်စေတယ်စိုးရင်ခြင်းနဲ့ငိုကြွေးခြင်းကိုလွန်မြောက်စေတယ်ကိုယ်ဆင်းရဲစိတ်ဆင်းရဲကိုချုပ်ငြိမ်းစေတယ်ဉာဏ်ပညာအဆင့်နဲ့မြင့်ပြီးတော့မဲ့ဉာဏ်ကိုရသေးတယ်ဖူဉာဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုကျင့်ဖန်များစွာမျက်မှောက်ပြုတော့နေနိုင်တဲ့အစွမ်းတတ္တိကိုလည်းရစေလိမ့်မယ်ဒါဟာမှန်သောစကားဖြစ်တယ်ဤမှန်တဲ့စကားကိုပြောဆိုရတဲ့အတွက်ကြောင့်တတ္တဝါတွေအလုံးချမ်းသာကြပါစေဒါဘလောက်မင်္ဂလာရှိဒီလိုစာမျိုးလေးတွေရအောင်ကြက်တင်တာဒီအတွက်အချိန်ပေးတဲ့လားဟုတ်တယ်မဟုတ်လား